ဒီကခုမရဲတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတော့ဒီနေ့တော့နဲ့ဆဲမယ်ဒီမြန်မာနိုင်ငံထဲမှာဆိုမွန်ပြည်နယ်ကရင်ပြည်နယ်ရေးအောင်နေရတယ်ဒီထမိုးတအားကြည့်လိုက်မယ်မြန်မာနိုင်ငံထားပိုက်မိုးတအားကြည့်လိုက်မယ်ဒီထိုင်းနိုင်ငံမှာဆိုလာအိုနယ်စပ်ထဲထိလာအိုနိုင်ငံနယ်စပ်အနီးရတော့ထိုင်းနိုင်ငံပါကောင်မြောက်ပိုက်ကြောင်မြောက်ပိုက်မိုးရွာလိုက်မယ်ဒီဖန်ငါမှာတော့ဒီနေ့နဲ့နဲတယ်ရွာတော့ရွာလိုက်မယ်ဒီနေ့ကနေနေလည်းဒီတိုက်ပဲတနိုင်ငံလုံးတိုက်တက်ရွာလိုက်မယ်ဒီလိုပဲကြည့်မရှက်ကြနဲ့လာနေလဲရွာအောင်မယ်တနိုင်ငံလုံးပဲကနေဆိုရင်ဒီမြန်မာနိုင်ငံကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းရွာလိုက်မယ်မို့တို့ကြတော့ဒီလာဟိုချရဲလို့တော့ရွာအောင်မသိ